မင်္ဂလာပါဒီကနေ့ကြပြစရာလာတတ်ရဲ့ကိုဖက်နဲ့ဟာကိုခံတတ်ပါရဲ့ဆိုတဲ့ကြပြကောင်းစဉ်လေးနဲ့ရှင်းဆိုပြခြင်းပါတယ်ကိုဖက်နဲ့ဟာကိုခံတတ်ပါရဲ့ကျမ်းမာရေးမကောင်းလို့ဝင်ငွေမကောင်းလို့မိုးလေဝသမကောင်းလို့အခုလိုအခက်အခဲတွေထဲမှာဖက်နဲ့တဲကျိုးကိုတတိထားနေရခုံကလည်းလှုပ်လှုပ်ငင်းကလည်းလှုပ်လှုပ်ပြုတ်ကျသွားခြင်းလဲသွားဒုက္ခဆိုတာသစ္စာတရားကျွန်တော်ရဲ့မိုင်မဲမှုများလောကကြီးကအလိုက်တီးပါမလားရေပြင်ရဲ့မာယာကိုမုန်းနေပိုက်ခွင်တွေကငါးတွေကိုတနာတယ်ထောင်ချောက်ကိုလိုက်ရှာနေတဲ့သားကောင်ဆိုတာရှိပါမလားပျော်ရွှင်မှုဆိုတာလောင်ရင်ထဲမှာမပွေးဖွားဘူးတိုင်ကားတစ်စီးလိုဓာတ်စီဖြုံးခဲ့ပြီးလူနာရေတစင်းလိုအတုံးဝင်ခြင်းနေရောအေးကိုတစ်ခေတ်လုံးကိုငါထောင်ခဲ့တယ်လူဆိုးတွေတရားမှမတည်သေးဘူးလားလူကောင်းတွေမှာဒုက္ခများလာပါလေကွယ်အတတချောင်းဆုံးရှုံးမယ်ဆိုရင်နာမည်တစ်လုံးတော့အဖက်တင်ခြင်းနေချောက်ကပါဆုံးကလူကိုတွန်းအားတွေအပင်းကြပါလေပြည်တရားမြေမရှိတော့တဲ့အခါကိုဖက်နဲ့ဟာ